အားလုံးမင်္ဂလာပါကျွန်တော်နာမည်နဲ့ကျွန်တော်အရင်မိတ်ဆက်ပေးပါမယ်ကျွန်တော်နာမည်ရဲနိုင်ဦးပါထိုင်းနိုင်ငံနေရအနှံ့ဆောက်လုပ်ရေးကော်ဆန်းလုပ်ချင်တဲ့ယူကိုမောင်နှမတွေဆက်သွယ်လာလို့ရတယ်နော်ဆောက်လုပ်ရေးကော်ဆန်းယောက်ျားလေးဘာမှမတက်ဘူးစကားမတက်ဘူးခုမှစောက်ဝင်ရင်းဆိုရင်အနည်းဆုံး400မိန်းကလေးက350တကယ်အုပ်စီပုံချောတက်တဲ့သူက450 900ရမယ်နော်ပတ်စံကတစ်လကို2ခါထွက်မယ်ဝင်ဝင်ချင်းရပ်ပေါင်9ရက်ရှိမယ်အခန်းရည်မီဖရီးပေးတယ်နော်အခန်းရည်မီဖရီးစားတာကိုစားမယ်ဆောက်လို့ရေးကောဆန်းတော့ကားကစမခဘလောက်လဲလို့မင်းကားကရောစမခအပီစီတယောက်ကို2000ပါနောက်တစ်ခုကမိန်းကလေးတွေအိမ်အကူလှုပ်ချင်တယ်ဈေးအောင်လှုပ်ချင်တယ်စားတော့ဆိုင်လှုပ်ချင်တယ်ဆိုရင်ဆက်သွယ်လာခဲ့ပါကားကရောစမခအပီစီတယောက်မှာ2000ပဲအကူတွေအမတွေရှိတဲ့နေရာထိလာကြိုပေးတယ်အလုပ်ထဲထိထည့်ပေးတယ်လာခေါ်တဲ့ကားသမားကိုပဲပေးရမယ်ပတ်စံကြိုလဲမလွှဲခိုင်းမအောင်ကြိုလဲမတောင်းမအောင်ရှုံကြီးတဲ့ညီကိုမောင်နှမရှိရဆိုရင်ဆက်သွယ်လာခဲ့ပါအခုကျွန်တော်ဒီဗီဒီယိုဖိုင်လေးရဲ့ဒီအောက်မှာပဲကျွန်တော်ရဲ့ line စင်းရယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကကျွန်တော်တင်ပေးထားမယ်အလုပ်လုပ်ချင်တယ်ဆိုရင်ဆက်သွယ်လာခဲ့အသေးသိချင်တယ်ဆိုရင်မေးမြန်းလာခဲ့မေးမြန်းလို့ရတယ်နော်နောက်တစ်ခုကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမြင်တဲ့ညီကိုမောင်နှမတွေရှိရဆိုရင်ကျွန်တော်ကို like and share လေး follow လုပ်ပေးပါအောင်လို့ကျွန်တော်ပြောချင်တယ်ဒါမှအလုပ်အဆင်မပြေတဲ့ညီကိုမောင်နှမတွေရှိရဆိုရင်မြင်တဲ့ခါကျရင်ဆက်သွယ်မေးမြန်းလို့ရအောင်နောက်တစ်ခုကစမတ်ခအများကြီးမတက်နိုင်တဲ့သူတွေကျွန်တော်ကကားကရောစမတ်ခရောအပီးစီမတယောက်မှာ2000ပဲအဲ့2000ကျွန်တော်ကြိုလဲမလွှဲခိုင်းဘူးကြိုလဲမခေါ်ဘူးကြိုလဲမယူဘူးအကိုတွေအမတွေရှိရနေအထိကျွန်တော်လာခေါ်မယ်အလုပ်ထဲထိထည့်ပေးမယ်အဲ့ကြမှာကားသမားကိုပဲပေးရဟုတ်ပြီနော်ဒါကြောင့်မလို့ဒီပိုလေးကိုမြင်တဲ့အကိုအမတွေကျွန်တော်ကို like and share follow လုပ်ပေးပါအောင်လို့ကျွန်တော်တောင်းဆိုချင်တယ်အားလုံးကျမကြီးကောင်းပါစေ